ဖန်ဆင်းရှင်မရှိပဲဘာကြောင့်ဖရာအရာထားကိုးကွယ်ကြတာလဲဖန်ဆင်းရှင်မရှိရင်ဗုဒ္ဓကဘယ်သူကိုလမ်းပြတာလဲတရားစင်မဲ့သူမရှိရင်ဘာကြောင့်တရားတစ်ဖြေနေထိုင်ဖို့လိုအပ်တာလဲပြမာကြီးလေးဦးကတကိုးရှင်တွေလားဖန်ဆင်းရှင်တွေလားဆိုတာလည်းပတ်သက်တဲ့ဒီမတ်ပိုင်ရှင်မိကုံးလေးကိုဥစဉ်သေးချလေးပြန်ဖြေရှင်းပေးပါမယ်နော်နံပါတ်1ဖြစ်တဲ့ဗုဒ္ဓဘာသာမှာဖျားရှင်မရှိပဲဘာကြောင့်ဖျားအရာထားကိုးကွယ်ကြတာလဲဆိုတဲ့မိကုံးလေးနဲ့ပတ်သက်လို့ဥစဉ်ဖြေကြပေးပါမယ်ဥစဉ်တို့ဗုဒ္ဓဘာသာမှာဖျားရှင်ကိုလောကကိုဖန်ဆင်းသူအဖြစ်နဲ့ကိုးကွယ်စည်းခဲ့ကြတာမဟုတ်ဘူးလမ်းပြစရာအဖြစ်နဲ့ပဲကိုးကွယ်စည်းခဲ့ကြတာဖြစ်ပါတယ်ဥပမာအဖြစ်ထင်အောင်ပြောရမယ်ဆိုရင်လူတစ်ယောက်ဟာတောနက်ထဲမှာလမ်းပြောင်းနေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာတောထဲကနေထွက်ပေါက်ကိုလည်းကိုယ်တိုင်ရှာဖွေတွေ့ရှိထားတဲ့လူတစ်ယောက်ကဒီလမ်းအတိုင်းသွားရင်ဘေးကင်းမယ်လို့လမ်းညွှန်ပေးရင်သူ့ကိုကျေးဇူးတင်ပြီးတော့မှလေးစားကြည်ညိုနေမိပါအမှန်ပဲလေအဲ့ဒီလိုပဲဦးဇင်းတို့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားဟာတန္တရာဝေဩဃတွေကနေလွတ်မြောက်ရာလမ်းကိုကိုယ်တိုင်ရှာဖွေတွေ့ရှိပြီးတော့မှတတ္တဝါတွေကိုပြန်လဲလမ်းညွှန်ပေးတဲ့မဟာလမ်းပြဆရာကြီးအဖြစ်နဲ့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဗုဒ္ဓရှင်တော်မြတ်စွာဘုရားကိုကိုးကွယ်စည်းကပ်ကြတာဖြစ်ပါတယ်နံပါတ်2မေခွန်းဖြစ်တဲ့ဗုဒ္ဓဘာသာမှာဖန်ဆင်းရှင်မရှိရင်ဗုဒ္ဓကဘယ်သူကိုလမ်းပြတာလဲဆိုတဲ့မေခွန်းလေးကိုဦးဇင်းပြန်လဲဖြေချပေးသွားပါမယ်ဦးဇင်းတို့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားကဖန်ဆင်းရှင်စီကိုသွားဖို့လမ်းပြခဲ့တာမဟုတ်ပါဘူးဆင်းရဲခြင်းချုပ်ငြိမ်းရာဒုက္ခတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသွားဖို့လမ်းပြခဲ့တာဖြစ်ပါတယ်ဥပမာအဖြစ်ထင်ရှားအောင်ပြောရမယ်ဆိုရင်ဖျားနေတဲ့လူနာတစ်ယောက်ကိုဆရာဝန်ကဘယ်လိုပြောင်းကင်းအောင်ကုသရမယ်ဆိုတာလမ်းညွှန်တယ်လို့မျိုးပေါ့ဆရာဝန်ကလူနာကိုဖန်ဆင်းခဲ့တာမဟုတ်ပေမဲ့လူနာရဲ့ယောဂဝရဏတွေပြောင်းကင်းဖို့အတွက်တော့နီလန်းမှန်တွေဆေးညွှန်းတွေပေးဖို့လိုအပ်တယ်လေအဲ့ဒီလိုပဲဦးဇင်းတို့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားဟာတတ္တဝါတွေရဲ့တန်တမာဖြစ်ပေါ်နေတတ်တဲ့လောဘတွေဒေါသတွေမောဟတွေဆိုတဲ့စေတသိက်ယောဂတွေအဲ့ဒီလိုမျိုးဒုက္ခဆင်းရဲတွေကိုပျောက်ကင်းဖို့အတွက်နည်းညွန်ပေးခဲ့တဲ့လမ်းပြသူသာဖြစ်ပါတယ်ခြုံငုံပြောရမယ်ဆိုရင်ဦးဇင်းတို့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားကဖန်ဆင်းရှင်စီကိုသွားဖို့လမ်းပြခဲ့တာမဟုတ်ဘူးတတ္တဝါတိုင်းမှာဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသွားဖို့လမ်းပြခဲ့သူသာဖြစ်ပါတယ်နံပါတ်3မေခွန်းဖြစ်တဲ့ဗုဒ္ဓဘာသာမှာတရားစီရင်မဲ့သူမရှိရင်ဘာလို့တရားသဖြင့်နေထိုင်ဖို့လိုအပ်တာလဲဆိုတာနဲ့ပတ်သက်တဲ့မေခွန်းလေးပေါ့ဒီမေခွန်းလေးကိုဦးဇင်းသေချာလေးပြန်ဖြေကြားပေးပါမယ်ဦးဇင်းတို့ဗုဒ္ဓဘာသာမှာတရားစီရင်ခြင်းနဲ့ပတ်သက်လို့လူတူတယောက်ကစီရင်တာမဟုတ်ပါဘူးကံကံရဲ့အကျိုးဆိုတဲ့သဘာဝနိယာမကအလိုအလျောက်စီရင်တာဖြစ်ပါတယ်ဥပမာအဖြစ်ထင်ရှားအောင်ပြောရမယ်ဆိုရင်မိကိုကရင်ပူမယ်ဆိုတာဘယ်သူကမှလာပြီးစီရင်စရာမလိုဘူးလေမိရဲ့သဘာဝကပူတာဖြစ်လို့ကင်တဲ့သူဟာအလိုလျောက်အပူလောင်ခြင်းကိုခံရမှာပဲအဲ့ဒီလိုပဲမကောင်းမှုလုပ်ရင်မကောင်းတဲ့အကျိုးကိုခံစားရမယ်ကောင်းမှုတွေလုပ်ရင်တော့ကောင်းတဲ့အကျိုးကိုခံစားရမယ်ဆိုတာဘယ်သူမျက်နှာမှကြည့်စရာမလိုတဲ့အကြောင်းအကျိုးနိယာမသာဖြစ်ပါတယ်ဒါကြောင့်တရားစီရင်တယ်ဆိုတဲ့နေရာမှာဦးဇင်းတို့ဗုဒ္ဓဘာသာမှာလူတူတယောက်ကစီရင်တာမဟုတ်ဘဲနဲ့မိမိရဲ့လှုပ်ဆောင်ချက်တည်ဟူသောကံတရားကသာလျှင်စီရင်တာဖြစ်လို့ကိုယ်ဘဝကိုကောင်းမွန်စေခြင်းရင်တရားသဖြင့်အကောင်းဆုံးနေထိုင်ဖို့လိုအပ်ပါတယ်နံပါတ်4မေခွန်းဖြစ်တဲ့မြမကြီး၄ကိုကြောင့်စတဲ့မေခွန်းကိုဦးဇင်းဖြေကြားပေးပါမယ်ဦးဇင်းတို့ဗုဒ္ဓဘာသာမှာမြမဆိုတာတကောရှင်တွေလည်းမဟုတ်ဘူးကောင်းမှုကုသိုလ်တွေတနည်းအားဖြင့်ဇန်တရားတွေကြောင့်သာမြင့်မြတ်တဲ့ဘုံဘဝသို့ရောက်နေကြတဲ့သူတွေကဖြစ်ကြတာသူတို့ဟာတကောရှင်တွေမဟုတ်တယ်လို့တနေ့မှသိဆုံးရမယ်သူတွေဖြစ်ကြပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်နိုင်ငံတစ်နိုင်ငံမှာသမ္မတဒါမှမဟုတ်ဘုရင်တွေဆိုတာရှိတယ်သူတို့ဟာတာမန်လူတွေတဲ့အရှိန်အဝါကြီးကြပေမဲ့တနေ့မှသူတို့လည်းသိကြမှာပဲဒါပေမဲ့
လောကရဲ့ဥပဒေကံတရားရဲ့ဥပဒေအောက်မှာသူတို့တွေအမြဲတမ်းရှိကြပါတယ်ပြမာတွေကလည်းဒီလိုပဲပေါ့ကံတရားရဲ့လက်အောက်မှာအမြဲတမ်းရှိကြတယ်သူတို့ရဲ့ကံအားလျော်ကုန်သွားပြီဆိုလို့ရှိရင်သူတို့လည်းတည်ကြမှာပဲကံတရားရဲ့ဥပဒေအောက်မှာအမြဲတမ်းရှိကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းကိုအချုပ်အားဖြင့်ဦးဇင်းပြောရမယ်ဆိုရင်ဦးဇင်းတို့ဗုဒ္ဓဘာသာဟာမိမိကိုယ်သာကိုယ်ကြရာဖြစ်ပါတယ်ဘုရားရှင်ကငါပြတဲ့လမ်းအတိုင်းမင်းတို့ကိုယ်တိုင်လျှောက်ကြလို့ပဲဟောကြားခဲ့ပြီးလမ်းပြခဲ့သူတာဖြစ်ပါတယ်ဒါပေမဲ့လမ်းပြခဲ့သူဖြစ်ပေမဲ့ကိုယ်တိုင်မလျှောက်ရင်တော့ပန်းနိုင်ကိုပဲတော့မှရောက်နိုင်မှာမဟုတ်ဘူးလေဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားဟာဖန်ဆင်းရှင်ရှိကိုသွားဖို့လမ်းပြခဲ့တာမဟုတ်ပါဘူးတတ္တဝါတွေရဲ့တန်ត្រာဝေဩဃထဲမှာဒုက္ခတွေနဲ့ကျင်လည်နေတဲ့ဒုက္ခသည်တွေကိုအေးငြိမ်းရာနိဗ္ဗာန်ကိုသွားဖို့လမ်းပြခဲ့သူသာဖြစ်ပါတယ်